အားလုံးပဲမင်္ဂလာရှိသောနေ့ခင်းဖြစ်ပါစေမင်္ဂလာရှိသောနေ့ခင်းဆိုတာစိတ်ချမ်းချမ်းသာသာအိပ်စေပြီးစိတ်ချမ်းချမ်းသာသာနှိုးထလာရတဲ့နေ့ခင်းကိုပြောတာပဲဖြစ်ပါတယ်နေ့ခင်းအလင်းရောင်ကသာနောက်ကျခြင်းကြပါလိမ့်မယ်သူတော်စင်သူတော်ကောင်းကြီးတွေကအာယုံတစ်ချိန်မတိုင်ခင်တည်းကမေတ္တာပို့ပြီးလို့သွားပြီလောကကြီးမှာရှိသမျှတတ္တဝါအလုံးချမ်းသာကြပါစေလို့ပေါ့ချမ်းသာကြပါစေလို့ပေါ့ကိုယ်လည်းပဲသူတော်ကောင်းကြီးတွေရဲ့မေတ္တာအသိအမြုံကြီးတွေကတယောက်ပဲမဟုတ်လားကံဆိုမာကိုလည်းစိတ်မပူပါနဲ့ကြားဘူးတယ်မလားမိဘကျေးဇူးတည်တဲ့သူကမဆင်းရဲပါဘူးတဲ့ဆင်းရဲလဲခဏပဲတဲ့လေကဲဒီကနေ့အတွက်မိုးလင်းချိန်ထဲကနေစပြီးတော့စိတ်ကိုပြုပြင်ပါသူတော်ကောင်းကြီးတွေကိုပေါင်းပါသူတော်ကောင်းတွေကိုရှာဖွေပါမိမိပတ်ဝန်းကျင်မှာလူကောင်းသူကောင်းတွေအများကြီးရှိပါတယ်သူကောင်းတွေကပေးတဲ့အခွင့်အလမ်းကိုရှာပါအကျိုးရှိအသုံးချပါကြိုးစားပါလိုက်နာပါမနေ့ကမပြည့်ခဲ့တဲ့လူအင်ဆန္ဒကောင်းလေးတွေဟာဒီကနေ့မိမိလိုချင်တဲ့မိသားစုနဲ့ချစ်ရခင်ရသူတွေအတွက်ပဲဖြစ်ပါစေလို့စိတ်ထဲမှာထားရမှာပဲဖြစ်ပါတယ်မိမိရဲ့ဘဝမှာခက်ခဲတယ်လို့ထင်ရင်ပြုံးပြနေတဲ့မိဘမျက်နှာကိုမြင်အောင်ပါငါတော့မိဘကိုပြုစုရအောင်ပါမိဘကိုပြုစုနိုင်ပါရစေမိဘအပေါ်မှာစောင့်ရှောက်ရအောင်ပါမိဘကိုစောင့်ရှောက်နိုင်ပါရစေဆိုပြီးတော့နှိုးထားရမှာပဲဖြစ်ပါတယ်ရှင်လန်းသူတယောက်ဖြစ်ပါစေတက်ကြွသူတယောက်ဖြစ်ပါစေနေ့ခင်းနှိုးထားလာကြတဲ့သူတွေအချင်းချင်းမှာကုသိုလ်တွေနဲ့နှိုးထားကြသူတွေဟာအမြဲကံကောင်းတတ်ပါတယ်နေ့ခင်းလင်းလို့အိယာကနေနှိုးထားရတော့မယ်ဆိုတော့သူတော်ကောင်းကြီးတွေရဲ့အငွေ့သက်လေးတွေရင်ထဲမှာရှိပါစေအိယာကနိုးတာနဲ့လက်ဦးလေးချီပြီးတော့ဖះကိုပူဇော်တတ်တဲ့အကျင့်လေးရှိပါစေဖြတ်တန်းရမယ်ဒီနေ့တာမှာခက်ခဲတာလည်းဖြစ်ရင်ဖြစ်မယ်လွယ်ကူတာလည်းဖြစ်ရင်ဖြစ်မယ်ပေါ့မိသားစုအတွက်မိဘဆွေမျိုးတွေအတွက်လိမ့်လိမ့်မာမာနေပါမိမိရဲ့မိသားစုအတိုက်မြုံလေးမှာပျော်ရွှင်ပါနှွေးနှွေးထွေးထွေးနေထိုင်ပါစီးပွားရေးအရာစီးပွားရှာဖို့အဝိတနေရာသွားရမယ်နေရတယ်ဆိုရင်လည်းပဲစိတ်ချမ်းသာရမယ်အလုပ်ကိုရွေးချယ်ပါအတတ်နိုင်ဆုံးစိတ်ချမ်းသာဖို့ကိုရွေးချယ်ပါဆရာတော်ကြီးတွေဆုံးမတော်မူတဲ့တရားတွေကိုနာယူပါလောကကြီးမှာသတ်မှတ်ထားတဲ့အတိုင်းကြည်သူကိုယိုသေးရွယ်သူကိုလေးစားလို့မိမိထက်ငယ်တဲ့သူတွေကိုတနာဆောင်ရှောက်ပါဘဝကပေးတဲ့သင်ခန်းစာတွေကိုအရယူပါမိမိရဲ့မိဘနှစ်ပါးမိသားစုတွေစိတ်ပူရအောင်မနေမိပါစေနဲ့ကြိုးစားပါယိုသားပါသူတစ်ပါးအပေါ်မှာလည်းပဲမယုံပါဘူးကိုချစ်ရတဲ့သူတွေကိုလည်းစိတ်ပြည့်ရအောင်မလုပ်ဘူးဆိုရင်သင်ဟာလူကောင်းတစ်ယောက်ပါပဲမင်္ဂလာနေ့ခင်းဆိုတာလူကောင်းသူကောင်းတစ်ယောက်ရဲ့နိုးထလာတဲ့နေ့ခင်းကိုခေါ်တာပဲဖြစ်ပါတယ်ဖယားရှင်ဟောကြားတော်မူတဲ့
ကဟထဝန္ဒနာဆိုတဲ့သုံးမှာကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ဟာလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်အကျင့်သီလနဲ့ပြည့်စုံတဲ့သူဟာလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖျားတရားသံဃာကိုယုံကြည်တဲ့သူဟာလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်သားနဲ့သမီးဇနီးမယားခင်မောနေအပေါ်မှာဝတ္တရားခြေပွန်တဲ့သူတွေဟာလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲတဲ့ဘုရားရှင်ကဆုံးမတော်မူပါတယ်ဘဝမှာလူရဲလို့ဖြစ်လာရင်ဆရာဝန်ကြီးတွေဆရာဆရာမကြီးတွေအင်ဂျင်နီယာကြီးတွေဟိုးတောင်ရလဲလို့ဂုံရောင်ဂုံဝဲစစ်ရုံအလုပ်ရုံမှာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကားမောင်းကြတဲ့ပုဂ္ဂိုလ်တွေဆိုပြီးတော့ပုံစံအမျိုးမျိုးနဲ့အလုပ်ကိုမျိုးမျိုးလုပ်နေကြရတာတွေရှိပါတယ်ဘုရားရှင်ရဲ့အဆုံးအမအရာအဲ့ဒီပုဂ္ဂိုလ်တွေအားလုံးမှာမြင့်မြတ်တယ်မမြင့်မြတ်ဘူးဆိုတာကိုချင်းတီလာနဲ့တိုင်းတာရပါတယ်တဲ့မိသားစုအပေါ်တာဝန်ကြီးမကြီးနဲ့တိုင်းတာရပါတယ်တဲ့မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်ပါစေမြင့်မြတ်တဲ့သူတစ်ယောက်အဖြစ်နှစ်ခင်းမှာနိုးထနိုင်ပါစေမြင့်မြတ်တဲ့လူတစ်ယောက်ဟာမိသားစုရဲ့အပေါ်မှာလောကတာဝန်လဲကြည်ရပါတယ်ဓမ္မအတိနဲ့လိမ္မာသူတွေဖြစ်အောင်လဲစောင့်ရှောက်နိုင်ရပါတယ်တဲ့ဥပမာပြောရရင်တဲ့ပင်တပင်ဟာအခက်လက်တွေဝေးဝေးဆားဆားရှိနေရင်ခရီးသွားတွေချင်းငယ်တာရကလေးတွေကိုပိုးပြီးတော့အေးမြမှုကိုပေးစွမ်းနိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့နည်းနည်းခင်းလေးနဲ့အချိန်တည်းကစပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့နိုးထခြင်းအပြင်နိုးထနိုင်ပါစေဒါကြောင့်မြင့်မြတ်သူတို့နိုးထတဲ့နည်းနည်းခင်းဟာလည်းပဲမင်္ဂလာနည်းနည်းခင်းလို့ခေါ်ဆိုရမှာပဲဖြစ်ပါတယ်လူဆိုတာကိုယ်မှာပစ္စည်းဥစ္စာတွေချမ်းသာလာရင်လည်းပဲစိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်ပါသေးတယ်အသက်အရွယ်ကြီးရင်လာတဲ့ကာလမှာလည်းပဲစိတ်ချမ်းသာနေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်ပါသေးတယ်ဒါကြောင့်မို့လို့မိမိပြုတဲ့ကုသိုလ်တွေအပေါ်မှာယုံကြည်မှုရှိပါမိမိရဲ့ကိုယ်ချင်းသီလအပေါ်မှာယုံကြည်မှုရှိပါပစ္စည်းဥစ္စာတိုးပွားဖို့အသိဉာဏ်တိုးပွားဖို့ဆိုပြီးတော့ဒီမနေ့ခင်းမှာနိုးထရမှာပဲဖြစ်ပါတယ်ရေလိုအေးလို့ပန်းလို့မွေးပါစေဆိုတဲ့စကားဟာကုသိုလ်ကိုပေးတတ်တဲ့ရေကဲ့သို့အေးမြဖို့လိုပါတယ်ကုသိုလ်ရစေတဲ့ပန်းလို့မွေးမြဖို့လဲလိုအပ်ပါတယ်နည်းနည်းခင်းဆိုတာနေ့တစ်နေ့ရဲ့အစဖြစ်တဲ့အတွက်အဲ့ဒီနည်းနည်းခင်းကိုမဖြစ်စည်းလိုက်ပါနဲ့နည်းနည်းခင်းတိုင်းမှာတိုက်ခတ်လာတဲ့လေပြေလေအေးလိုပတ်ဝန်းကျင်အတွက်အေးမြမှုကိုပေးနိုင်သူဖြစ်ပါစေမင်္ဂလာရှိတဲ့နည်းနည်းခင်းသူတော်ကောင်းတို့နည်းနည်းခင်းမြင့်မြတ်သူတို့နည်းနည်းခင်းမှာမင်္ဂလာจิตတိအဖျားဖျားနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်အားလုံးပဲကိုယ်ကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒတွေပြည့်ကြပါစေ